လူကြီးမင်းကဘန်ကောက်မှာရိုးရင်တလုံးထက်ကြော်လွန်ပြီးကိုပိုင်အင်ပါတစ်ခုလိုလုံးဝခန့်ညားထဲ့ဝါသွားစေမဲ့ lazy machine တစ်ခုကိုရှာဖွေနေရဆိုရင်တော့ privacy location အိမ်နီးနားချင်း long term value နောက်ပြီးစာချုပ်စာတမ်းအနေနဲ့ဆိုရင်လည်း foreigner တွေအတွက်အရန်အောင်မှာခိုင်မာလဲဂလုံးအပြဆက်စင်သစ်စာချုပ်ထိပါရမှာဖြစ်ပြီးတော့ location အနေနဲ့ဆိုရင်လည်းဘန်ကောက်ရဲ့ lazy residential zone မှာစောက်လုပ်ထားတဲ့စင်းကျူခွန်သစ်ခီတာ lazy အင်အားစီမံကိန်းကိုမိတ်ဆက်ပေးပါမယ်Satisfied developer က family head wealth freedom legacy ဆိုတဲ့ value ၅ခုကိုအခြေခံထားပြီးတော့မြေကျဲ9ရိုင်ပေါ်မှာအိမ်လုံးကြီးအတွက်18လုံးသာစောက်လုပ်မှာဖြစ်တဲ့အတွက် private ရဲ့ exclusive ကိုမှလူချင်းမျိုး lazy ဆန်ဆန်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။အိမ်ကတော့805 square meter မှာ5 bedroom 6 bedroom 5 car parking space 1 private live ပြီးရင်3 living room နဲ့1 private swimming pool တို့ပါဝင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့အိမ်ဖွဲ့စည်းပုံတွေကိုတစ်ချက်လိုက်ကြည့်ပေးကြပါအောင်ကျွန်တော်တို့အိမ်ထဲကိုဝင်လိုက်တာနဲ့ပထမဆုံးတွေ့ရမှာကတော့ welcome lounge ကိုမှ double volume living ceiling နဲ့ပဲဖြစ်ပါတယ်အရာအောင်မှခန်းနားထည့်ပါပါတယ်ကျွန်တော်တို့ဒါကတော့ဧည့်သည်လိုင်းပထမဆုံး welcome lounge လေးပဲဖြစ်ပါတယ်ဒီနားလေးကတော့ကျွန်တော်တို့ family living room လေးပဲဖြစ်ပါတယ်အောက်ထပ်မှာပါဝင်တဲ့ family living area အောင်မှသူကdouble volume ceiling နဲ့ဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော်လူ10ယောက်လောက်ကောင်းကောင်းမွန်မွန်စားသုံးနိုင်မဲ့ dining area ပါမယ်ဒီနားလေးမှာဆိုရင်ကျွန်တော်ဟင်းတွေပါဒါမှမဟုတ်fruit တွေပါထားဖို့တတိတွေပါထားဖို့အတွက်island ပုံစံလေးလုပ်ပေးထားပါတယ်ဒီနားလေးကတော့ open kitchen ကိုမှာတော်တော်လေးကြကြဝန်းဝန်းလေးပါပဲပြီးရင်ဒီဘက်မှာဆိုရင်ဧည့်သည်လာရေအသုံးပြုဖို့အတွက် common toilet လည်းပါမယ်ကျွန်တော်တို့အောက်ထပ်မှာဆိုရင်အခန်းတစ်ခန်းပါပါတယ်ဒီဟာကတော့ပုံမှန်ဆိုရင်တော့ senior room ပဲဖြစ်ပါတယ်သူကတော့ master bedroom မှာဟိုဘက်မှာရေရှိုးခန့်အိမ်သာတွဲရလေးပဲဖြစ်ပါတယ်ဒါကတော့အပေါ်မတက်ရှင်နဲ့ဖိုးဖိုးဖွားဖွားဒါမှမဟုတ်လူကြီးမင်းတွေအတွက်လုပ်ပေးထားပြီးတော့ဟိုဘက်မှာဆိုရင်လည်းလေးစီးရှောက်အောင်မှရေရှိုးခန့်အိမ်သာတော်တော်လေးကြကြဝန်းဝန်းလေးဖြစ်နေအောင်တွေ့ရပါတယ်ဒီဟာကတော့ကျွန်တော်စောစောခုနကပြောတဲ့private pool ပဲဖြစ်ပါတယ်ရောင်းအောင်မှမိုက်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်လည်း private pool မှာဟိုဘက်မှာ party တွေပါလုပ်ဖို့အတွက် bar area လေးလည်းလုပ်ပေးထားပါသေးတယ်ရေကူးကန်လေးရတယ်တော်တော်လေးကြကြဝန်းဝန်းလေးလုပ်ပေးထားတာကိုတွေ့ရပါတယ်ကျွန်တော်ဒီဘက်မှာဆိုရင် shower ပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော် kitchen လေးကိုလိုက်ပြပေးပါမယ်ကျွန်တော်တို့ဒီဘက်မှာကတော့ Thai kitchen လေးကိုလုပ်ပေးထားပါတယ်ကြကြဝန်းဝန်းလေးနဲ့သုံးပေးထားတဲ့ quality ကလည်းတော်လေးကောင်းမွန်အောင်တွေ့ရပါတယ်တီကာတို့ huffle လို့ကျွန်တော်တို့ဒီဘက်မှာဆိုရင် laundry area အောင်မှာသူက mate drone လေးနဲ့တွဲပေးထားပါတယ်ဒီဘက်မှာဆိုရင် mate အသုံးပြုဖို့အတွက်ကိုယ်ပိုင်အခန်းရယ်ရေရှိုးကအိမ်သာပါမယ်ပြီးရင်ဒီဘက်မှာကတော့ကျွန်တော်တို့ laundry room မှာကျွန်တော်တို့ mate ဟင်းတွေပါဆက်မဲ့ဆိုရင်လည်းအသုံးပြုလို့ရမယ်ပြီးရင်ကျွန်တော်တို့family နဲ့ mate ကို privacy ထားဖို့အတွက်ဒီလိုလေးတကားပိတ်လိုက်တာနဲ့ညပတ်ရောက်ရင် make up area တသက်ကိုရ area တသက်ဖြစ်သွားမှာပဲဖြစ်ပါတယ် okay ဒါဆိုရင်တော့ကျွန်တော်နဲ့တူတူ private lift လေးကိုစီးပြီးတော့အပေါ်တက်လေးကိုတစ်ချက်တက်ပါမယ်ကျွန်တော် private lift ကလည်း brand ကောင်းတာကိုသုံးပေးထားပါတယ် Mitsubishi ကိုမှပုံမှန်ကျွန်တော်တို့အိမ်ဒီမှာတက်တဲ့ lift တဲ့မြန်ပါတယ်ကျွန်တော်တို့ဒါဆိုရင်နှစ်လွားနဲ့အောက်ဆုံး ground ကိုဆင်းလိုက်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် second floor လိုက်ပြပေးပါမယ်မင်္ဂလာပါဒီဟာကတော့ကျွန်တော်ဒုတိယတက်ပဲဖြစ်ပါတယ်ကျွန်တော်တို့အောက်ထပ်ကလည်း double volume ceiling ဖြစ်တဲ့အတွက်ကျွန်တော်အပေါ်တက်ကနေကျွန်တော်တို့ground floor view လေးကိုဒီကနေလည်းလှမ်းကြည့်လို့ရပါတယ်ဟိုဘက်မှာဆိုရင်တော့ကျွန်တော် private pool လေးကိုတွေ့ရမှာဖြစ်ပြီးတော့အိမ်လေးကတော်တော်ကြီးကိုခန်းနားထည့်သွားတာကိုတွေ့ရပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒုတိယတက်က master bedroom နှစ်ခန်းနဲ့ living room တစ်ခန်းကိုလိုက်ပြပေးပါမယ်ဒီဟာကတော့ first master bedroom လေးပဲဖြစ်ပါတယ်သူကတော့လောလောဆယ်ဘာအတွက်လုပ်ပေးထားလဲဆိုတော့ဘဲလေးအခန်းအတွက်လုပ်ပေးထားပဲဖြစ်ပါတယ်ကိုစီမှာသမီးငယ်လေးဒါမှမဟုတ်ဘဲလေးကားတဲ့လူရှိရင်လည်းဒီအခန်းလေးကို decorate လုပ်ပေးထားပါဒီမှာဆိုဘဲလေးဝတ်စုံလေးတွေပုံမှန်ဆိုရင်တော့ဒီဟာအိတ်ခမ်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနားမှာဆိုရင်အမျိုးသမီးအတွက် makeup counter ပြီးရင်ရေရှိုးကန် toilet ကလည်း separate လုပ်ပေးထားတဲ့အတွက်လူချင်းမင်းတို့အဆင်ပြေပြေအသုံးပြုနိုင်ပါပါကျွန်တော်ဒီဘက်မှာဆိုရင်တော့ main ကလေးအကြိုက်အခန်းလေးလောလောဆယ် decoration လုပ်ပေးထားပါတယ်သူခန်းလေးကလည်းကြက်ကြက်ဝန်းဝန်းလေးနဲ့အလင်းဝင်ထွက်မှုလည်းကောင်းမွန်တယ်ပြီးရင် ceiling height တွေပါလည်းမြင့်တယ်ဟိုဘက်မှာဆိုရင်တော့ရေရှိုးကန် toilet area လေးကိုတွေ့ရမှာပါကျွန်တော်တို့ဒီနားလေးကတော့ makeup counter အတွက်နေရာဖြစ်ပါမယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒုတိယတက်ရဲ့ living room ကိုလိုက်ပြပေးပါမယ်ကျွန်တော်တို့အိမ်တိမ်မှာ living room တွေများကောင်းပါတယ်ဘာလို့လဲဆိုတော့လူကြီးမင်းတို့ရဲ့
တသားမီမီလေးနဲ့တူတူquality time လေးကို living area မှာ TV ကျင်းဒါမှမဟုတ် arcade game တွေဆော့မလား quality ရှိလူချင်းမင်းတို့ရဲ့ကလေးတွေနဲ့ကုန်ဆုံးနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုရင်တော့ကျွန်တော်လူကြီးအကြိုက် whisky counter လေးပါမယ်ကျွန်တော်အလင်းဝင်ထွက်မှုလည်းကောင်းပါတယ်အထက်တိုင်းမှာကျွန်တော်တို့ဒီလို glass နဲ့ပြုလုပ်ထားတဲ့window လေးကိုထည့်ပင်းထားတဲ့အတွက်အလင်းဝင်ထွက်မှုအရန်ကောင်းမွန်ပါတယ်ဒါဆိုရင်တော့ကျွန်တော်နဲ့တူတူနောက်ဆုံးတတိယတက်လေးကိုလိုက်ကြည့်ပေးကြပါအောင်ဒီထက်မှာကျွန်တော်ခြေချင်းမဲ့တက်သွားပါမယ်လေကားအရေးသွေးလေးကိုကြည့်ဖို့ပါကျွန်တော်တို့ပေါ်တက်မှာဆိုရင်တော့ master bedroom နှစ်ခန်း outdoor living room တစ်ခန်းနဲ့နောက်ပြီးတိတက် accessory room လေးတစ်ခန်းပါပါသေးတယ်ဒီဟာကတော့ပထမဆုံးကျွန်တော်တို့ first master bedroom လေးပဲဖြစ်ပါတယ်တူလေးရတယ်ကြကြဝန်းဝန်းလေးနဲ့ကျွန်တော်လူငယ်တွေအကြိုက်သင်းလေးလုပ်ပေးထားကိုတွေ့ရပါတယ်ဒီဘက်မှာဆိုရင်လည်းအလင်းဝင်ထွက်မှုကောင်းပါတယ်ကျွန်တော်တို့ glass နဲ့ပြုလုပ်ထားတဲ့window တွေပါတယ်ဒီကနေအောက်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ကိုပိုင် private swimming pool လေးကိုလူချင်းမင်းတို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီနားလေးကတော့ကျွန်တော်တို့ living area လေးပါဒီအခန်းရဲ့ကိုပိုင် living area space လေးပဲဖြစ်ပါတယ်ပြီးရင်ဒီနားမှာဆိုရင် working space အရင်ကမှခန်းဖွဲ့စည်းမှုမိုက်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုရင်လည်းတိသက်အဝတ်လဲကန်းလေးပါပါသေးတယ်ယောက်ျားလေးတစ်ယောက်အတွက်ဆိုရင်တော်တော်လေးကိုပြည့်စုံတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီနားလေးမှာတော့ working space လုပ်မလားဒါမှမဟုတ်ဂျယ်ရီပါလိမ့်ပြီးအလှပြင်မဲ့နေရာဖြစ်သုံးပြမှာသုံးလို့ရပါတယ်တော့ဒီနားမှာဆိုရင်လည်းဒုကန်အိမ်သာ bedroom လေးပဲဖြစ်ပါတယ်ကြကြဝန်းလေးနဲ့ပတ်သက်ချီကိုထည့်သွင်းပေးထားပါတယ်ဒီဟာရောက် basin လေးပဲဖြစ်ပါတယ်တော်တော်လေးကိုကြကြဝန်းလေးပါပဲပြီးရင်ဒီမှာဆိုရင်ဖနက် collection ထားဖို့အတွက်နေရာလေးပြုလုပ်လို့ရပါမယ်ကျွန်တော်တို့ဒီဟာကတော့ခုနလေကားတက်လာပဲဖြစ်ပါတယ်လေကားမတက်ရှင်လဲကျွန်တော်တို့ကိုပိုင် lift ပါပါသေးတယ် Mitsubishi brand ပါဒီဟာလေးကတော့ကျွန်တော်ခုနကပြောတဲ့ accessory room လေးပဲဖြစ်ပါတယ်လူချင်းမင်းတို့ရဲ့နိုင်ကို collector အနေနဲ့သုံးပြီးတော့ဒီမှာထည့်မလားဒါမှမဟုတ်အမျိုးသမီးရဲ့ကျွန်တော် jewelry ပစ္စည်းကိုပဲသိမ်းမလားသိမ်းလို့အလှပြမလားဒီဒါလေးကတော့လှလှလေးထားဖို့အတွက်လုပ်ပေးထားပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင် outdoor living area လေးပါပါတယ်ပြီးရင်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါကြီးကိုဖြုတ်လိုက်မယ်ဆိုရင် balcony area အကျယ်ကြီးပါဒီဟာတော့လူချင်းမင်းတို့ကိုဖြုတ်ချင်တယ်ဆိုလည်းရပါတယ်မဖြုတ်ချင်တယ်ဆိုလည်းဒီတိုင်းထားလို့လည်းရပါတယ်โอเคဒီဟာကတော့ main master bedroom ခိုင်းရမယ်ဖြစ်ပါတယ်ဒီဟာကတော့open house ဖြစ်တဲ့အတွက်ကျွန်တော်တို့တခါလေးမတက်ထားပါဘူးပုံမှန်ဆိုရင်နားမှာတခါပါပါမယ်ဒီ main master bedroom ဘယ်လောက်ကျယ်လဲဆိုတာကျွန်တော်တစ်ချက်လိုက်ပြပေးပါမယ်ကျွန်တော်တို့ဝင်လာတဲ့ဒီဘက်မှာဆိုရင်တော့ Yoshokan bedroom ကြီးကိုတွေ့ရမှာဖြစ်ပါတယ်အကျယ်ကြီးပါခုနအခန်းထက်တောင်ပူကျယ်ပါသေးတယ်ဒီခန်းလေးကတော့ကျွန်တော်လင်မယားတွေအတွက်ရည်ရွယ်ထားပါတော့ဘာလို့လဲဆိုတော့ဒီမှာဆိုရင်မနက်ကျရင်အလုပ်သွားကန်ဒီ basin နှစ်ခုလူကြမလို့တော့ပါဘူးပြီးရင်ဒီနားမှာဆိုရင် bed တက်ပါမယ်ပြီးရင်ဒီမှာ bedroom area မှာ lazy shower လေးရယ်ပြီးရင် toilet area လေးရယ်ဖြစ်ပါတယ်ကျွန်တော်ဒီခန်းမှာဆိုရင်လူကြီးမင်းတို့ရဲ့အဖိုးတန်ပစ္စည်းတွေကိုတင်ဆက်လို့ရမှာပဲဖြစ်ပါတယ်ဥမာယောက်ျားလေးဆိုရင်နာရီကို collar လုပ်ငါမိန်းကလေးဆိုရင် jewelry ပစ္စည်းကိုသုံးလို့ရမှာပဲဖြစ်ပါတယ်ပြီးရင် makeup counter ပြီးရင် floor to ceiling wardrobe တွေထားလို့ရမယ်။ Okay ဒီခန်းလေးကတော့ကျွန်တော်တို့လူကြီးမင်းတို့အိတ်ဆက်အနားယူဖို့အတွက် bedroom area လေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင် king size curtain bed ကြီးကိုထည့်သွင်းပေးထားပြီးတော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ခန်းရဲ့ private living space လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။အလင်းဝင်ထွက်မှုလည်းတော်တော်လေးကောင်းပါတယ်။နောက်ဖက်မှာဆိုရင်ကျွန်တော်တို့ကိုပိုင် balcony လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီမှာတော့သူကbalcony လေးပါတစ်ခါလေးဖွဲ့ပေးထားပါတယ်ဒီဟာလေးကလည်းကိုပိုင် garden space အနေနဲ့လူချင်းမင်းတို့အသုံးပြုလို့ရပါတယ်တော့ဒီဘက်မှာဆိုရင်လည်းတော်တော်လေးကိုလှပါတယ်ဒီအိမ်ကြီးကိုကြည့်ရတဲ့ feel ကနော်ကွန်ဒိုဆိုရင်တော့အထက်မြင့် view တွေပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်စိမ့်စိမ့်ဆူဆူနဲ့တကယ်အိမ်ကြီးအိမ်ကောင်းတွေကိုလူချင်းမင်းတို့ရဲ့အိယာဘွားနဲ့တစ်ဆင့်ကြည့်လို့ရမှာပဲဖြစ်ပါတယ်โอเคအရင်ကမှခဏထဲဝါပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်လည်းအရန်ကောင်းတယ် location အနေနဲ့ဆိုရင်လည်းအရန်ကောင်းတယ်ပြီးရင် long term value အနေနဲ့ဆိုရင်လည်းကွန်တက်ခီသားဆိုတာဘန်ကောက်ရဲ့တကယ်တထေးပဲနေတဲ့နေရာဖြစ်လို့ long term value အနေနဲ့ဆိုရင်လည်းတက်ကိုတက်မဲ့နေရာဖြစ်တယ် capital gain လည်းရရှိမဲ့နေရာဖြစ်တဲ့ luxury အင်အားစီမံကိန်းပဲဖြစ်ပါတယ်လူကြီးမင်းရဲ့အောင်မြင်မှုအထွတ်အထိပ်ကိုဖော်ပြပေးမဲ့ခန္ဓာထဲဝါတဲ့အိမ်တစ်လုံးဖြစ်တယ်လို့မိသားစုနဲ့အတူနေထိုင်မယ်ဆိုရင်လည်း value of 5ဆိုတဲ့ family heart wealth freedom legacy ဆိုတဲ့စာမုန်းနဲ့အညီစောက်လုပ်ထားဖြစ်တဲ့အတွက်လူကြီးမင်းတို့မိသားစုနဲ့အတူနေထိုင်မယ်ဆိုရင်လည်းစီစီလုံးလုံးတိုက်တိုက်ဝုန်းဝုန်းနဲ့ဒီ luxury အိမ်မှာလူကြီးမင်းတို့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဘန်ကောက်ရဲ့ luxury residential
area မှာဆောက်လုပ်ထားတဲ့စင်းကျူခွန်တစ်ခီတာလက်ဆွေအိမ်ယာစီမံကိန်းကိုကြည့်ရှုလို့ပါကျွန်တော်တို့ link provide ထားတော့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ